ကျွန်တော်ရဲ့ဘဝမှာဘယ်လမ်းကိုရှောက်နေရလဲဆိုတာကအဓိကမဟုတ်သေးဘူးသင်ကဘလောက်ထိဘဝကိုပင်ပန်းခက်ခဲပြီးတော့မှဖြတ်တန်းနေရတာလေအဓိကမဟုတ်သေးဘူးဖြစ်တယ်အဓိကကသင်ဖြတ်တန်းနေတဲ့လမ်းပါသင်ရှောက်လန်းနေတဲ့နေ့စဉ်ဘဝအသက်တာထဲမှာဘုရားသခင်အတူပါရှိခြင်းကအရေးကြီးဆုံးဖြစ်တယ်အာမင်ဒါကြောင့်ဘုရားသခင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအတူပါရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရှောက်တဲ့လမ်းဟာဘုရားသခင်အလိုတော်ရှိတော်လမ်းဖြစ်မယ်ဆိုရင်ဘလောက်ပဲပိတ်ဆို့မှုတွေရှိနေပါစေဘလောက်ပဲအစီအတားတွေအခက်အခဲတွေပြဿနာတွေကြုံနေပါစေချစ်တော်မိတ်ဆွေဘုရားသခင်ကအဲ့ဒီလမ်းအတွက်တာဝန်ယူထားတယ်အာမင်ဘုရားသခင်ကအဲ့ဒီလမ်းကိုအဆုံးတိုင်ရောက်စီဖို့ရန်တာဝန်ယူထားသောကြောင့်မစိုးရိမ်ပါနဲ့စိတ်တမကြပါနဲ့သင်အားမငယ်ပါနဲ့တခုပဲသင်ရှောက်နေတဲ့လမ်းမှာဘုရားသခင်အတူပါရှိလားမပါရှိဘူးလားဆိုတော့သင်အနေနဲ့တေချာနားလေသဘောပေါက်ဖို့အရေးကြီးပါတယ်ဘုရားသခင်ပါရှိတဲ့လမ်းဒီလမ်းကဘုရားသခင်အလိုတော်ရှိနေတဲ့လမ်းဆိုရင်တော့ချစ်တော်မိတ်ဆွေဘလောက်ပဲပါရီဘလို့ပဲကြုံနေပါစေဘုရားသခင်အဲ့ဒီလမ်းကိုတာဝန်ယူတယ်အဆုံးတိုင်အောင်ဘုရားသခင်ကရှောက်စီမယ်ဆိုတော့ကျွန်တော်အနေနဲ့ခွန်အားပေးခြင်းနဲ့ဘုရားသခင်ထူပဲစကားပြောပါစေ